အားလုံးပဲမင်္ဂလာပါ Wine Elephant နဲ့ YouTube channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်က professional lifestyle တစ်ခုကိုကျွန်တော်တို့ဘယ်လိုမျိုးဖြတ်သန်းလဲဆိုတာကိုပေါ့နော်ကျွန်တော်ကပြောပြသွားချင်တာဖြစ်ပါတယ်ဗျပြီးတော့ကျွန်တော်ရဲ့ TikTok မှာပေါ့နော်လာမေးထားတဲ့ညီမလေးတယောက်အကြောင်းပေါ့နော်ကျွန်တော်ကပြန်ပြီးတော့မျှဝေချင်တယ်ဗျပြီးလို့ရှိရင်ဒီဟာလေးကိုလည်းကျွန်တော်တို့ဘိုင်းပြန်ရင်းနေပေါ့နော်ကျွန်တော်ရဲ့ channel ကိုကြည့်နေတဲ့ကျွန်တော်ရဲ့ပရိသတ်တွေကိုလည်းကျွန်တော်ကဒီပေါ့နော်ပြောပြချင်ပါတယ်ဗျဒါကတော့ကျွန်တော်တို့ professional lifestyle တစ်ခုကိုကျွန်တော်တို့သွားတော့မှာပေါ့နော်ဥပမာကျွန်တော်မျိုးရှိတယ်ဗျကျွန်တော်တို့ career တစ်ခုဝင်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအလုပ်ကိုကျွန်တော်တို့ချမ်းကျင်ဖြစ်အောင်ကျွန်တော်တို့ certificate ဆိုတာတက်ကိုဗျာ certificate လည်းလိုအပ်တယ်မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ certificate နဲ့တန်တဲ့ကျွန်တော်တို့မှာရှိထိုက်တဲ့ skill တွေကျွန်တော်တို့ရှိဖို့လိုတယ်ဗျဒီ skill တွေကိုကျွန်တော်တို့ကဘယ်လိုမျိုးပေါ့နော်လေ့လာသင်ရမလဲဆိုတာတော့ဒါကတော့ကိုယ်ပိုင်းနဲ့ကိုပေါ့နော်ဥပမာအင်္ဂလိပ်စာဆိုလို့ရှိရင်လည်းအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဂျင်းနဲ့ပတ်သက်တဲ့ knowledge ဆိုလဲကျွန်တော် knowledge တွေပေါ့နော်ရတဲ့နည်းနဲ့ကျွန်တော်တို့လေ့လာရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဗျပြောချင်တာကတော့ကျွန်တော်တို့ဒီ professional lifestyle မှာကျွန်တော်တို့ဒီကိုယ်အားပေးနေတဲ့လူတွေပေါ့နော်ကိုဘယ်လိုမျိုးပြန်ပြီးတော့ caring လုပ်လဲဆိုတာကိုလည်းအရင်ရေးကြည့်ပါတယ်ဗျဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်ပေါ့နော်ကျွန်တော်ဒီဂျပန်မှာရှိတဲ့ညီမလေးတယောက်ကဒီကျွန်တော်ရဲ့ TikTok ကောက်မှာပေါ့နော်comment ပေါက်မှာလာရေးသွားတာရှိပါတယ်ဗျအဲ့ဒီ comment လေးကသူသိချင်တယ်ပေါ့နော်သူသိချင်တာကိုကျွန်တော်ကိုမေးထားတာပေါ့နော်အကိုရေးဘယ်လိုလဲဆိုတာပေါ့နော်ဒါလေးကိုကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ဗျလူကလည်းပိန်တယ်တဲ့ပြီးလို့ရှိရင်ပေါ့နော်သွေးပြောင်လည်းကြတတ်သေးတယ်ပေါ့နော်ဂျင်းဆော့လို့ရှိရင်လည်းဂျင်းလည်းဆော့ချင်တယ်ပေါ့နော်အလုပ်ကလည်းအချိန်မမှန်ဘူးတဲ့ဘယ်လိုမျိုးလုပ်တင်လဲဆိုတာလေးပေါ့နော်သူကကျွန်တော်စီကကြံတောင်းထားတာဖြစ်ပါတယ်ဗျကျွန်တော်ကဘယ်လိုမျိုးတွေးလဲဆိုတော့ပေါ့နော်ဒီညီမလေးမေးပေးတာအရန်ကိုမှကောင်းတယ်ဘာလို့လဲဆိုတော့ဒီနိုင်ငံခြားမှာနေတဲ့လူတော်တော်များများကအချိန်မမှန်ဘူးစားချိန်မမှန်ဘူးအိတ်ချိန်မမှန်ဘူးအလုပ်ချိန်တွေလည်းမမှန်ကြဘူးပြီးရင်ဒီလိုမျိုးဂျင်းဆော့ကျင်တဲ့ဟာလည်းရှိတယ်ဗျအဲ့လိုမျိုးဂျင်းဆော့ကျင်တဲ့ဟာရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီဂျင်းဆော့မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဘယ်လိုမျိုးလုပ်မယ်ဘယ်လိုနေထိုင်မလဲဆိုတာကိုလည်းကျွန်တော်တို့ကအရင်ရေးကြည့်ပါတယ်ဗျအခုဒီညီမလေးမေးတာဆိုလို့ရှိရင်သွေးပေါင်လည်းကျတယ်ပေါ့နော်သွေးပေါင်လည်းကျတယ်လူလည်းပိန်တယ်ပေါ့နော်ပြီးရင်ဂျင်းလည်းဆော့ကျင်တယ်အလုပ်ချိန်လည်းမမှန်ဘူးဆိုလို့ရှိရင်ခက်ခဲတရားတော့အများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့လည်းဒီပိန်တဲ့ဘဝနေလာတယ်ဒါပေမဲ့သွေးပေါင်ကျတာတွေတော့မရှိဘူးဒါလည်းကျွန်တော်အပိုင်မို့တဲ့ကြောင့်မလို့သွေးပေါင်ကြတာတော့ကျွန်တော်ဆရာဝန်နဲ့ပြစေချင်ပါတယ်လူပိန်နေဆိုတာတော့ပိန်တာတော့ဟုတ်တယ်โอเคပိန်တယ်ဘယ်လိုစားတော့နေလဲပေါ့နော်ပြီးလို့ရှိရင်အလုပ်တွေကဘယ်လိုလုပ်လဲပေါ့နော်ဒါကတော့ကိုယ့်ရဲ့ personal ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကိုယ့်ကိုပေါ့နော်ခွဲခြားရမယ်အလုပ်ချိန်တွေကိုဘယ်လိုမျိုး adjust လုပ်မယ်ပေါ့နော်ကိုယ့်ရဲ့ schedule နဲ့ကိုယ့်ရဲ့ဒီအချိန်ဇယားနဲ့ကိုသွားမယ်ပေါ့နော်ဂျင်းဆော့မယ်ဆိုလို့ရှိရင်ကောင်းတယ်ဂျင်းဆော့တဲ့ခါကျလို့ရှိရင်အစားအသောက်တွေကိုပို့ပြီးတော့ကိုကခုံမင်လာမယ်စားတော့ချင်လာမယ်ပြီးရင် healthy lifestyle ကိုသွားနိုင်လာမယ်ဗျာအဲ့လိုမျိုးသွားနိုင်ခြင်းအပြင်ကျွန်တော်တို့ဒီ healthy lifestyle မှာရှိတဲ့ပုံစံနဲ့သွားလာလို့ရှိရင်သူရဲ့ဒီခုနပြောတယ်ပေါ့နော်အားနည်းတဲ့အပိုင်းလေးတွေပို့ပြီးတော့အားကောင်းလာမယ်ပြီးလို့ရှိရင်ပိန်တာလဲကျွန်တော်တို့လည်းပိန်တဲ့ဘဝနေရောက်လာပဲဒီလိုခန္ဓာကိုယ်ရောက်ဖို့အတွက်ကိုအချိန်အများကြီးပေးပြီးတော့လုပ်ထားရတယ်တရက်နှစ်ရက်နဲ့တစ်လနှစ်လနဲ့တော့မရဘူးပေါ့နော်အဲကြောင့်မို့လို့ဖြစ်နိုင်လို့ရှိရင်ဂျင်ဆော့ပါဂျင်ဆော့ပြီးတော့ကျွန်တော်တို့ပေါ့နော်နောက်လက်တကြားဆရာဝန်နဲ့လည်းတိုင်ပင်ပါပြီးရင်trainer နဲ့လည်းဆော့ပါပေါ့နော်ပိန်တဲ့လူတွေကြတော့အရန်အနေရများပါတယ်ဝါတဲ့လူတွေကလည်းအနေရများပါတယ်ဘာလို့အနေရများလဲဆိုတော့ဒီပိန်နာဝါတာဖြစ်ဖြစ်ဗျာစစချင်းကိုလှုပ်တဲ့ကိုစားတော့မဲ့ဆိုလို့ရှိရင်အခြေခံပေါ့နော်အစာကောင်းမှအနှောက်သိချရတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့အောက်ခံ foundation ကိုသေချာလေးတိဆောက်ဖို့လိုပါတယ်ဗျအဲ့လိုတိဆောက်ခြင်းအပြင်ကျွန်တော်တို့ကရေရှည်မှာကိုကအနေရကင်းနဲ့ပေါ့နော်လုံနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့တော့လည်းပေါ့နော်ဒီပိန်မေသေးသေးလေးဘွားနေပြီးတော့ဒီလိုမျိုးခန္ဓာကိုယ်စူးစမ်းရအောင်ကျွန်တော်လေ့ကျင့်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ professional lifestyle တော့ကျွန်တော်တို့ဝင်တယ်အခုလိုမျိုးပေါ့နော်ဒီပြန်ပြီးတော့ sharing လုပ်တယ် sharing is caring လို့ကျွန်တော်အမြဲတမ်းပေါ့နော်တွေးထားတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ဒီအကြောင်းလေးရှင်းပြသွားတာကိုအကုန်လုံးနားလည်မယ်လို့ထင်ပါတယ်ဗျပထမဆုံးတစ်ချက်အနေနဲ့တော့ကျွန်တော်တို့ပေါ့နော်ဂျင်ဆော့မယ်ဆိုလို့ရှိရင်ဆော့ပါကောင်းပါတယ်ဒီမှာလေးအတွက်ကိုအရန်ကိုမှကောင်းပါတယ်ဂျင်ဆော့မယ်ဆိုလို့ရှိရင်ဒုတိယချက်အနေနဲ့တော့ဗောနော်ဒီသွေးမောင်ကြတဲ့ဟာကိုကျွန်တော်ဒီဘယ်လိုပြောရမလဲဆရာဝန်နဲ့တိုင်ပင်ကြည့်ပါဗောနော်ညီမရစားသောက်မှု lifestyle ကြောက်လားနေထိုင်ကြောက်လားလောက်ကင်ကြောက်လားဗောနော်ဒါလည်းသွေးပေါင်ကြတာယောဂကြီးမဟုတ်ရင်တော့ဗောနော်ဒါသွေးပေါင်ကြတယ်ဆိုတာကောင်းမှုရင်လည်းသွေးပေါင်ကြလို့ထင်ကြတာပဲဗျာအဲ့လိုမျိုးဗောနော်ဒါအုံနောက်ကလိုချင်နေတဲ့အစာတောင်းနေရင်လည်းသွေးပေါင်ကြတယ်လို့ထင်ကြရပဲမတူကြဘူးဗောနော်တယောက်တစ်ယောက်တွေးခေါ်တွေရဗောနော်အဲကြောင့်ကျွန်တော်နားမလဲတက်ကြွတဲ့အပိုင်းမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒါကိုကျွန်တော်ဖယ်လိုက်ပါတယ်ကျန်တဲ့ဟာတွေကိုကျွန်တော်ပြပြပေးပြီးပါပြီဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကျေးဇူးကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကနေကျိုးနေသေးရရှိမယ်ဆိုလို့ချင်းကျွန်တော်ရဲ့ဒီ TikTok ကောက်လေးရော YouTube ကောက်လေးရောကျွန်တော် Subscribe လုပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးသတ်ချင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျွန်တော်ကတော့ Wine Elephant Channel ရဲ့ founder ရဲရင်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီဗီဒီယိုလေးနဲ့ဒီလိုမျိုးအကြောင်းအရာလေးနဲ့ကျွန်တော်ရှင်းပြသွားပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ဘယ်လိုမျိုးအကြောင်းအရာလေးနဲ့ရှင်းပြသွားစေချင်လဲဆိုတာကို comment မှာရေးခဲ့ပေးပါဦး
အားလုံးကိုကျေးဇူးတင်ပါတယ် bye bye see you